Okay ကလစ်160အိုင်တို့ PCX 160အိုင်တွေစီးတဲ့ customer တွေပေါ့နော်ဒီကောင်လေးကိုတတိထားပေးရမယ့်အခြေအနေဖြစ်နေမှာပေါ့နော်ဒါပေမဲ့တော်တော်များများတော့တည်ပြီးသားပါဒါတွေကဒီသူတို့ထည့်ပေးလိုက်တဲ့ဒီ wine ban pinion core pinion က quality မကောင်းပေါ့နော် quality မကောင်းတဲ့ခါကျတော့တတိမထားမိပဲနဲ့မောင်းတဲ့ခါကျတော့ဒီအသွားလေးတွေအစားကုန်အသွားလေးတွေစားသွားပြီဆိုရင်သူက engine wire ကမပန်းပြီးတော့လေ engine wire မတက်တော့ဘူး engine wire မတက်တဲ့ခါကျတော့ engine တွေပါထိခိုက်သွားပေါ့အဲ့တော့ engine တစ်လုံးလုံးကင်လိုက်ရတဲ့အဖြစ်တွေဖြစ်ကုန်တာပေါ့နော်ဒီမှာဒါကကျွန်တော်တစ်ချက်ဖြုတ်ပြကြည့်ဒီမှာဒါတွေကစားနေတာပဲသူကီလိုဘလောက်မှမရှိသေးဘူးနော်ဒီမှာကြည့်ဒီကောင်ဆိုတော်တော်လေးဆိုးသွားတယ်ဒီအောက်တင်မှာဟောဒီမှာတက်လာဒါတွေကဘယ်လိုပြောမလဲဒီ customer ကပြောရတော့လဲရမယ်ဆိုတော့သူတီးလို့ပေါ့နော်ဒီတိုင်းကျွန်တော်စီလာလဲလိုက်တာတချို့ကျတော့တတိမထားမိပဲနဲ့တောက်လျှောက်ကျွန်တော်သုံးနေမယ်ဘာမှမဖြစ်ပါဘူးအစ်စ်ပဲဆိုပြီးတော့သုံးနေမှာဆိုလို့လေအဲ့တော့နည်းနည်းလေးတတိထားပေးဖို့ပေါ့နော်တတိထားဆိုတော့လဲကိုလဲရမှာလဲလိုက်မှမဖြစ်ခင်လဲတော့ဒီကောင်ဆိုဒါနည်းနည်းလေးတော့စားနေပြီဒါပေမဲ့သူက engine wine ကိုပုံမှန်လဲပတ်ပေးနေတာပေါ့နော်အဲ့တော့ engine ကိုမထိခိုက်တော့ဘူးအဲ့လိုမျိုးဒါ original ပစ္စည်းပဲဒါပေမဲ့ဒီ quality မကောင်းလို့ okay ဒီမှာသူပစ္စည်းကျွန်တော်ပြမယ်အမဲအောင်ဒီကောင်လေးကျွန်တော်အစားပြန်ထိုးလိုက်မှအဆင်ပြေပါဘောနော်ဒီကောင်ကျွန်တော်ပြန်သုံး